တင်လောက်နေတဲ့စီးပွားရေးမှာဘလောက်ပဲစူးစားထိုက်တဲ့လောက်အကျိုးအမြတ်မရပဲအရာမထင်သလိုဖြစ်နေတာမျိုးခံစားနေရလားငွေကတော့ဝင်နေတာပဲဒါပေမဲ့လက်ထဲမှာတပြားမှမမြဲပဲပြန်ထွက်နေတာမျိုးအရင်ကအမြဲလာနေကြဖောက်တီအဟောင်းတွေတယောက်ပြီးတယောက်ပျောက်သွားပြီးဖောက်တီအစ်စ်တွေလည်းလုံးဝဝင်မလာတော့တာမျိုးကြုံနေရရင်ဒါဟာတင့်လုပ်ငန်းခွင်ရဲ့စွမ်းအင်စီစီမှုတွေပိတ်ဆို့နေလို့ပါပဲဒါဟာကန်စားတာညံ့တာထက်တင့်ပတ်ဝန်းကျင်ကစွမ်းအင်တွေထိုင်မိုင်းနေတာဖြစ်နေပါနဲ့စခုံဆရာပြောပြမယ်ရှုဝက်ရတရားကိုတေးချာလေးအာယုံဆိုင်ပြီးလှုပ်ကြည့်ပါအရင်ဦးဆုံးတင့်ဆိုင်ဒါမှမဟုတ်တင့်ယုံခန်းရဲ့မြောက်ဘက်အရက်ကိုတေးချကြည့်ပါအဲ့ဒီနေရာဟာတင့်ရဲ့ငွေဝင်လန်းအရက်ပါပဲအဲ့ဒီနေရာမှာမလိုအပ်တဲ့ဖုံတွေအမိုက်တွေပစ္စည်းဟောင်းတွေရှိမနေပါစေနဲ့အဲ့ဒီနေရာကိုတန်ရှင်ကြီးအရင်ဆုံးလုပ်ပါပြီးရင်ဖန်ခွက်အကြီးတစ်လုံးထဲမှာရေတန်ထက်အဲ့ဒီထဲကိုနှမ်းသားဖြူအမွှေးနှမ်းသားဒါမှမဟုတ်အမွှေးနှမ်းသားရေအနှဲငယ်ထဲပါအဖြူရောင်ရှိတဲ့ပန်းတပွင့်ကိုအဲ့ဒီရေထဲစိမ်ပြီးဒီလုပ်ငန်းဟာအခုအချိန်ကစပြီးအေးချမ်းသာယာပြီးအောင်မြင်ပါစေဖောက်သေးဒီအလုံးရင်းနဲ့ဝင်ပါစေလို့ညက်စီညက်တိုင်းစိုက်ပါလက်ပါဆူတောင်းပေးပါမနက်လင်းတာနဲ့စိုက်စားဖွင့်တဲ့အခါအဲ့ဒီရေကိုစိုက်ရှိမှပတ်ပြန်ပေးပါဒီရိုးရှင်းတဲ့နီလာဟာတင်းစီကိုလာမဲ့အခွင့်အလန်းတစ်တွေနဲ့ငွေဝင်ပေါက်တွေကိုတန်လိုက်လို့ဆွဲဆောင်ပေးပါလိမ့်မယ်ခုနှစ်ရက်အတွေ့တိတာဖင်ရှားတဲ့ပြောင်းလဲမှုတွေစတင်လာတာကိုတင်ကိုယ်တိုင်မျက်ဝါးထင်တွေ့ရပါလိမ့်မယ်တင်ရအောင်မြင်မှုစွမ်းအင်တွေကိုချက်ချင်းနှိုးဆွေဖို့အတွက်ဒီဗီဒီယိုရဲ့ကွန်မန့်မှာအောင်လို့ရေးပြီးစွမ်းအင်ယူခဲ့ပါအထီးစိတ်တီးလို့ရှင်ဆရာစီစားပို့လိုက်ပါ